အာဂျင်တီးနားအနေနဲ့အင်္ဂလန်ကိုမိနစ်90အတွင်းမှာဘယ်လိုနည်းနဲ့မှလေကြာနိုင်မှာမဟုတ်ဘူးဗျကျွန်တော်ပြောမိနစ်90ပါပဲဆိုတော့ဆွဲရပေါ်အချက်လက်တွေကိုကြည့်ပြီးပြောတာပါဆွဲရပေါ်အချက်လက်ဆိုတာကတော့တည့်ရတူရတော့ comment လေးမှာပြပြသွားပေးပါဒီပေါ်ကပွဲစဉ်တွေအကုန်လုံးကိုတော့ကျွန်တော်ရဲ့ Daily မှာကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကိုစိတ်ဝင်စားရဆိုတော့ကျွန်တော်လက်ရှိ TikTok account message ပို့လိုက်ပါကျွန်တော်ဘယ်လိုဆောင်ရွက်ရမလဲဆိုတော့ပတ်သက်ပြီးပြပြပေးထားပါတယ်ဆိုတော့အင်္ဂလန်အာဂျင်တီးနားရဲ့ကျွန်တော်ဒီတပွဲအတွက်ကိုပဲကျွန်တော်သုံးသပ်ပေးသွားမှာပါအရင်ပွဲစဉ်မှာသူတို့အနေနဲ့ဘယ်လိုမျိုးခြေစွမ်းတွေရှိခဲ့ပါသေးဘယ်လိုပဲကစားခဲ့ပါသေးကျွန်တော်ဒီတပွဲအမြင်ပဲကျွန်တော်သုံးသပ်ပေးသွားပါမယ်အင်္ဂလန်အာဂျင်တီးနားပြောရမယ်ဆိုကမ္ဘာ့ဆင်းရဲဆိုတော့အင်္ဂလန်အဆင့်1နေရာမှာရှိအင်္ဂလန်ဖြစ်တယ်ကျွန်တော်အာဂျင်တီးနားအဆင့်1နေရာမှာရှိနေဆိုပေမဲ့လည်းပဲ squad တဲ့အရာဆိုရင်တော့အင်္ဂလန်တော်တော်လေးတောက်တင်းနေအောင်တွေ့ရတယ်နောက်တစ်ခုကျွန်တော်တို့ဒီပြောင်းလဲသွားတဲ့ဆောင်ရွက်ပေါ်အချက်လက်တွေကျွန်တော်ပြောရမယ်ဆိုရင်ပြဒီအင်္ဂလန်ရဲ့အာဂျင်တီးနားရဲ့ဆက်ဆက်တွေ့ပြီဆိုတဲ့အခါမှာကျွန်တော်တို့ဒီဖွင့်လိုက်တဲ့ဆောင်ရွက်ပေါ်အချက်လက်နဲ့အခုဆောင်ရွက်ပေါ်အချက်လက်ကအနည်းငယ်လေးပြောင်းလဲတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်ဆိုတော့ဒီနဲ့ think ကပြောမယ်ဆိုရင်ပြကျွန်တော်ရဲ့အမြင်ပေါ့ကျွန်တော်ရဲ့အမြင်အရဆိုရင်အင်္ဂလန်ကလက်ရှိမှာအာဂျင်တီးနားရဲ့ squad တဲ့အရာဆိုအများကြီးတာတယ်အဓိကမတာတာက experience ပဲ experience မတာဘူးဆိုတော့လက်ရှိမှာလူငယ်ခြေတက်အသင်းနဲ့နောက်တစ်ခုကကျတော့ဒီဘက်မှာ experience တွေပြည့်စုံနေတဲ့အသင်းတွေတွေ့တဲ့အခါဘယ်လိုမျိုးဆက်သွားမလဲဆိုတော့တေးကြတဲ့ဒီနေ့ပွဲစဉ်မှာဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့အင်္ဂလန်ကိုကျွန်တော်တို့ရွေးချယ်ခြင်းနဲ့ဘာလို့လဲဆိုတော့ကျွန်တော်လူငယ်တွေဗျာလူငယ်တွေရုံးအောင်ကိုကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာအပြည့်အဝတွေ့ရလိမ့်မယ်ထင်တယ်အာဂျင်တီးနားကိုလည်းမမုန်းဘူးအင်္ဂလန်ကိုလည်းမချစ်ဘူးဘာလို့ဆိုအင်္ဂလန်ကိုမုန်းတဲ့ထင်မှာကျွန်တော်ပါတယ်ဒါပေမဲ့လည်းပဲကျွန်တော်တို့ဒီလက်တွေ့ကိုကျွန်တော်ပြန်စဉ်းစားမယ်ဆိုရင်အာဂျင်တီးနားအနေနဲ့ကောင်းတယ်ဆိုရင်လည်းပဲလက်ရှိမှာအင်္ဂလန်နဲ့တွေ့တဲ့ခါကျလူငယ်ခြေတက်ကစားသမားတွေလေးတွေအနေနဲ့သူတို့ရဲ့လက်ရှိဒီနေ့ကမ္ဘာဖလားရဲ့ကျွန်တော်တို့ဒီမျောလင်းချက်တစ်ခုပေါ့ဗျာမျောလင်းချက်တစ်ခုကိုဒီနေ့ပွဲစဉ်မှာအပြည့်အဝအသုံးချသွားလိမ့်မယ်လို့ထင်တယ်ကျွန်တော်အနေနဲ့မိနစ်90အတွင်းမှာအာဂျင်တီးနားနဲ့အင်္ဂလန်ဘယ်လိုနည်းနဲ့မှအာဂျင်တီးနားအနေနဲ့အဆင်ပြေသွားမှာမဟုတ်ဘူးမိနစ်90အတွင်းမှာအဲ့အတွက်ကြောင့်တေးရီဆိုရင်တော့မှကျွန်တော်အနှဲငယ်လေးကျွန်တော်ဘက်ကတိုင်ပတ်နိုင်ချီရှိရဆိုပေမဲ့လည်းပဲအဲ့ဒါကိုကျွန်တော်မမှုပဲနဲ့တစ်ချက်လေးကျွန်တော်ကတော့အင်္ဂလန်ကိုပဲကျွန်တော်အကြိုက်တွေ့နေဗျဆိုတော့ညီကိုရဲ့အမေဘယ်လိုရှိပါလဲတစ်ချက်လေး comment မှာမှန်ခဲ့ပေးပါကျေးဇူးများတင်ပါတယ်ဗျ